ရိုင်ဆိုသည်တစ်လုံးပေါ်တွင်အတန်လုံးဝမထွက်အောင်လမ်းလျှောက်ရသည်အနှဲငယ်များအတန်ထွက်မိပါကသူ၏ဆရာကသူ၏ခြေထောက်များကိုရက်ဆက်စွာရိုက်နှက်မိဖြစ်သည်ညတိုင်းရိုင်ဆိုသည်နာကျင်မှုဖြင့်အိပ်စက်ရသည်သို့သောညတညတွင်သူ၏ခြေထောက်များပေါ်၌အေးဆက်သောခံစားမှုကိုခံစားလိုက်ရသည်သူ၏တငယ်ချင်းမဆုဖြစ်ပြီးသူမသည်သူ၏တန်ရာများကိုဆေးလိမ့်ပေးနေသည်သူမကိုမြင်သောအခါရိုင်ဆို၏မျက်လုံးများတွင်မျက်ရည်များပြည့်လာပြီးသူမကိုကာကွယ်စောင့်ရှောက်မည်ဟုတစ္ဆာဆိုလိုက်သည်ရက်များကုန်လွန်လာသည်နှင့်အမျှလေ့ကျင့်မှုများသည်ပို၍ပြင်းထန်လာသည်မဆုသည်ရိုင်ဆိုကိုအမြဲတမ်းပံ့ပိုးကူညီခဲ့ပြီးထိုအရာကသူ့ကိုပျော်ရွှင်စေခဲ့သည်ပြိုင်ပွဲတစ်ခုအတွင်းမဆုသည်သူမ၏ပြိုင်ဘက်ကိုအနိုင်ယူခဲ့တော်လဲပြိုင်ဘက်ကိုမတက်နိုင်ခဲ့ပေထိုအကြောင်းကြောင့်သူ၏ဆရာကသူမ၏မျက်နှာကိုဓာတ်ဖြင့်ဖျက်လိုက်ပြီးသူမကိုတောခတ်ချုပ်နှောင်ထားခဲ့သည်ရိုင်ဆိုသည်သူ၏ဘေးကင်းရေးကိုစွန့်စားကမဆုကိုတောက်ရည်ပေးခဲ့ပြီးသူမအသက်ရှင်နေအောင်ထိန်းထားခဲ့သည်ညတညတွင်မဆုသည်သူမမနေနိုင်တော့ဟုဆုံးဖြတ်ပြီးထွက်ပြေးရန်စီစဉ်ခဲ့သည်ရိုင်ဆိုကသူမကိုနေစေခြင်းတော်လဲမဆုသည်သူမ၏ကန့်သက်ချက်ကိုရောက်ရှိနေပြီဖြစ်သည်သူမသည်ရိုင်ဆိုကိုနမ်းပြီးနှုတ်ဆက်ကထွက်ခွာသွားခဲ့သည်ကံမကောင်းစွာဖြင့်မဆုသည်သူတို့၏ဆရာ၏ဖန်ဆီးခြင်းကိုခံခဲ့ရပြီးသူမ၏ထွက်ပြေးရန်ကြိုးပမ်းမှုကသူမ၏အသက်ကိုဆုံးရှုံးစေခဲ့သည်ရိုင်ဆိုသည်သူမကိုမကယ်တင်နိုင်ပဲအကူအညီမဲ့စွာနာကျင်ခံစားရင်းသာကြည်နေခဲ့ရသည်